လာမယ်ဒီနေရာလေးကတော့တန်လင်းတထေကွင်းကြေးရွာပေါ်ချောင်းလေးမှာကျွန်တော်ကြရက်လောချတာပါကြရက်လောပြီးရင်တန်လင်းဆိုတာတော့ထန်းရည်နဲ့မကင်းဘူးပေါ့နော်ထန်းရည်လေးတောက်ချင်တယ်ဆိုရင်နီနာရွာလေးတွေမှာကျွန်တော်တို့ထန်းရည်တောက်ရင်တနေ့တာအချိန်ဖြုံးလို့ရပါတယ်ဒေတာစာလေးတွေဖြစ်တဲ့တောကျွတ်လေကျွတ်ဂျိုးကျော်ငရှင်းငှက်ကျော်ပေါ့ပြိုင်းသားလိုမျိုးဟာတွေစက်မွားကျော်ကြက်မွားကျော်ဥလိုမျိုးထန်းရည်လေးနဲ့မြေဆန်သုံးဆောင်လို့ရပါတယ်ကြံထွက်သစုံရွက်ဘုံညွန့်ကျော်စသည်ဖြင့်ဟင်းလေးရွက်တည်လဲကြော်ချက်ကျွေးလို့ကျွေးနိုင်တယ်ပေါ့နော်မှားလို့ရတယ်ဒီတနေ့တာခီးတို့လေးထွက်မယ်ဆိုရင်တော့ကျွန်တော် Green Season Travel အနေနဲ့မိတ်ဆွေတို့ကိုကြရက်တိုးနဲ့အတူဒီလိုမျိုးတနေ့တာခီးစဉ်တွေစီစဉ်ပေးပါမယ်